Hey, အားလုံးနောက်ဆုတ်ကြစမ်းဒါဘာဖြစ်နေကြရလဲအရှိဘက်သို့မဲနေကြသောလူအုပ်ကြီးအာယုံကအနောက်ဘက်မှအတန်းရှင်စီရောက်သွားသည်ဦးပြီးပြောင်ပြောင်တငန်းဝတ်ဖြစ်ရဟန်းပြိုတပါအသားညွညွရက်၅ပေ၅လက်မှခနာကိုယ်ကတဲတဲတွဲတွဲဟာဥပညာအကြောင်းသိကြသောချမ်းသာရထုံကုန်းမှလူများကရှဲကနေဖြစ်သွားကြ၏ဤသည့်ရက်ကလာမှန်းမသိပဲဒုတ်သားများကင်ဆောင်ထားကြသောလူ၁၀ယောက်ခန့်ကသာရဟန်းပြိုကြောင်ကြည့်နေကြသည်ဒါဘာဖြစ်နေကြရလဲလို့မေးနေတယ်လေတကားတို့ဒါနဲ့ဒီရင်ရှင်တကားကြီးဥတန့်ရောလူကြီးဝိုင်းခံနေရသောအိမ်ထဲမှာအသက်50ခန့်လူကြီးတူလက်အုပ်ချီလျက်ထွက်လာသည်သူ့နောက်တွင်အသက်20ခန့်အပြိုမာလေးတူကတုံတုံရီဖြစ်ကတ်လိုက်လာသည်တပည့်တော်တို့ရှိပါတယ်ဦးစင်ကြောက်လုံးလို့ပုံနေကြတာပါဦးစင်လေးကဒုတ်ဓားကင်ထားသောလူများဘက်သို့လှည့်လိုက်သည်ကဲဒီကတကားတို့ဘာဖြစ်လို့လက်နက်တွေနဲ့အိမ်ကိုဝိုင်းနေကြရလဲတကားတို့ကဘယ်ရလဲလူအုပ်ထဲမှအင်ချီပလာချင်းနှင့်ရှမ်းမောက်မီဝတ်ထားသောလူကဦးစင်းလေးရှိသို့ရက်လိုက်သည်သူ့လက်ထဲတွင်လည်းဓာတ်လုတ်ကိုကင်ထား၏တပည့်တော်ကစိန်မန်းကပေါက်ကြော်ကြီးပါဗျာမန္တလေးကဗမာတွေကိုတပ်ဖို့လှုံ့ဆော်မဲ့ရန်ကုန်ကကလာတယောက်ဒီအိမ်မှာရောက်နေတဲ့တည်င်းရလို့လာဝိုင်းကြတာပါဦးစင်းလေးစိန်မန်းရမှာပေါက်ကြော်ကြီးဆိုသည်နှင့်လာရောက်ဆက်စုသောလူအုပ်ကအလန့်တကြားဖြစ်သွားရပြန်သည်စိန်မန်းပေါက်ကြော်ကြီးတာယာဝတီမင်းလက်ထက်ကြေးတိုက်တော်သူတက်ကြီးမောင်လာ၏အဆက်အနွယ်ရှင်ဘရင်လက်ထက်မျိုးရိုးစင်ဆက်ပကွက်အာနာသားလုပ်ခဲ့သူများမှဆင်းသက်လာသူပထမကဘာစစ်ပြန်စစ်သားတအူကိုခန့်ပညာကျွမ်းကျင်ပြီးလက်ရဲဇက်ရဲတရဲဖြက်ရဲလူမိုက်ဟုနာမည်ကြီးသူကလုံးဦးစိုး၏မျိုးချစ်ပါတီဝင်ဖြစ်ပြီးမန္တလေးဝရင်တုတ်တက်များ၏ဘိုးဟုဘွက်ခံနေသူလည်းဖြစ်၏လူအုပ်ကြီးကပောက်ကျော်၏နာမည်ကြားသည်နှင့်အထိတ်တလန့်ဖြစ်နေတော့လဲဦးစင်းလေးကိုပညာကမူခက်အေးအေးပင်ဟေးဒီမက်တကဒီချမ်းသာရထုံးကုန်းနဲ့ပလိုင်းရက်မှာကျုပ်တို့ဖုန်းကြောင်းနေလဲအများကြီးပါဒီကိစ္စမျိုးတကယ်ဖြစ်လာတယ်ဆိုရင်တော့ကျုပ်တို့အရက်ကလူတွေအရင်သိတင်တာပေါ့အခုတော့ဗာမန်းတေချာမသိပဲကျုပ်တို့အရက်သားတယောက်ရဲ့အိမ်ကိုဝိုင်းနာဝန်းနာမျိုးတော့ဦးစင်းတို့လက်မခံဘူးမောင်ဦးစင်းပါတီလဲဖေရန်ကုန်မှာကလားတွေတက်လို့ဗမာတွေသိကုန်ပြီဒီရန်ကုန်ကလာတဲ့ကလားကိုထုတ်ပေးရင်ပြီးပြီဖေကျန်တဲ့သူကိုတပည့်တော်တို့ဘာမှမလုပ်ဘူးတကားတို့ဒီတရင်ကိုဘယ်ရကြတာလဲတကားကြီးဦးတန်းစီမှာရောတကယ်ပဲအဲ့ဒီကလားလေးရှိနေရလားတင်မရှိတော့ရှိပါတယ်ဖေဒါပေမဲ့သူတို့ပြောသူတို့လာတာမဟုတ်ပါဘူးဖေတပည့်တော်အောက်ပြီးတုံနေဘက်မှာလှော်သမားဘဝတော်ကတပည့်တော်ကိုစောင့်ရှောက်ထားတဲ့ကလားရှိနေမစ္စတာဟန်ရန်ဆန်ရဲ့သားကလေးပါဖေ။အခုသူ့ဖေကြီးနဲ့တိမ်ပါရန်ကုန်မှာကလည်းစူးစူးပူပူတွေဖြစ်နေ။ရေတိုင်းစားတော့ရေးကလည်းတဲ့အစင်မပြေရနဲ့တပည့်တော်လွှာဝိုင်းမှာအလုပ်ကလေးလုပ်ရအောင်တက်လာတာပါဖေ။သူတို့ပြောသူတို့တော့မဟုတ်ပါဘူး။ရွှွနုကလူကောင်ကြီးကသာထွားနေတာအသက်က14နှစ်ပဲရှိပါသေးတယ်ဖေ။ဟောတွေ့ပြီလားဦးစင်ရွှွနုတဲ့တေးကြပြီအဲ့ဒီကလားကိုထုတ်ပေးပေါက်ကျော်ကြီးကဓာတ်ရှည်ကိုဝင့်ကအိမ်ထဲကြော်ဝင်ရန်ပြင်လိုက်သည်ထိုအချိန်တွင်ဦးစင်းကိုပညာကပေါက်ကျော်ကြီးတရှိကိုင်းထားသောလက်ကိုဘယ်လက်ဖြင့်ရုတ်တရက်ပင့်ထုတ်လိုက်ပြီးညာလက်ကလက်ဝါးဆောင်ဖြင့်ရိုက်ချလိုက်သဖြင့်ဓားမှမြေပြင်ပေါ်သို့လွတ်ကျသွားတော့သည်ပေါက်ကျော်ကြီးမှာရုတ်တရက်ခံလိုက်ရသဖြင့်အံ့အားသင့်သွား၏ဒေါသလည်းထွက်သွားပြီးမြေကြီးတွင်ကျသွားသောဓာတ်ရှည်ကိုကုန်းကောက်ကဦးစင်းလေးကိုလွှဲခုတ်ရန်ကြံစည်လိုက်သည်သို့တော့သူ့ရှိတွင်သင်္ကန်းမုံသာရှိပြီးဦးစင်းလေးမရှိတော့ပေါက်ကျော်ကြီးပြူးကြောင်ကြောင်ဖြစ်သွားသည်ဦးစင်းလေးပဲရောက်သွားသည်မသိတကယ်တော့ပေါက်ကျော်ကြီးဓာတ်ကုန်းကောက်နေစဉ်တွင်ဦးစင်းလေးကသင်္ကန်းကိုပုံချကလူအုပ်ထဲလှစ်ခနဲကိုအောင်ဖြောက်ဝင်သွားခြင်းပဲကျုံနောက်မှာတကားပေါက်ကျော်ကြီးနောက်သို့လှည့်ကြည့်လိုက်သည့်အခါဦးစင်းလေးကအပေါ်ပိုင်းပလာခြင်းနှင့်တင်းမှန်အောင်ခတ်တူလိတ်စည်းကခါထောက်မတက်ရနေသည်ကိုတွေ့လိုက်ရသည်လူကြီးမှာပေါက်ကျော်ကြီးနှင့်ကိုပညာတို့ဘွဲကိုမျက်တောင်မခတ်တန်းကြည့်နေကြ၏ပေါက်ကျော်ကြီးကကိုပညာကိုစိုက်ကြည့်ကဥပစင်စကောက်လိုက်ခူးဟီဟုမေးလိုက်သည်ဟာလိုက်ခောက်ဟုကိုပညာဖြေလိုက်၏လိုက်ခူးကြီးချင်းကောက်ခါလိုက်ခါပေါက်ကျော်ကြီးကဆက်မေးလိုက်သည်ဟာလိုက်ခါကိုပညာကပြန်ဖြေပြီးတဲ့နှင့်တပြိုင်နက်မြေတလင်းကိုဖနှောက်ဖြင့်ပေါက်လိုက်၏မြေကြီးများဖွာကနေဆင်ထွက်ကုန်သည်ထို့နောက်ဘယ်ချိန်နှင့်ညာကြီးကိုတထောင်ခွာကန်ခွဲကကို60ဒီဂရီယူကရက်လိုက်သည်ဘယ်လက်တီးရဆုပ်ကလက်ဖြံကိုနှစ်ဖူးနှင့်တထွားအကွာတွင်60ဒီဂရီထောင်ထားပြီးညာဘက်လက်တီးကိုမူခါရင်ကက်လျက်အသင့်အနေထားနေလိုက်သည်ရပါပြီဦးစင်အခုဦးစင်နဲ့မတိုက်ချင်သေးပါဘူးအခုချိန်အရေးကြီးတာကအမျိုးဘာသာသာသနာအတွက်ဒီရန်ကုန်ကလာတဲ့ကလားကောင်ကျုပ်တို့လက်အပ်ဖို့ပဲဒီမတကဒါချမ်းသာရထုံကုန်းရက်ဒီမှာရှိနေတာကျုပ်တို့အရက်သူအရက်သားတွေကြီးပဲကျုပ်ကလည်းဒီချမ်းသာရအကြောင်းကပဲဘွဲ့မီကဥပညာရတဲ့လွှာဝိုင်းဆရာကြီးဦးတန်းဆိုတာကျုပ်တို့အရက်သားမို့ကျုပ်တို့စောက်ရှောက်ရမှာပဲသူ့အိမ်လာတဲ့ဧည့်သည်ဟာကျုပ်တို့ဧည့်သည်ပဲသူလည်းမဟုတ်တာလုံးမဲ့ဧည့်သည်ကိုလက်ခံမဲ့သူမဟုတ်ဘူးတကားတို့နိုင်ငံရေးတွေဘာတွေကျုပ်တို့သိနာမလဲပါဘူးအခုဒီတကားကြီးလည်းရှင်းပြပြီအသက်14နှစ်အရွယ်ကလေးတယောက်ပါတဲ့ဒီတော့ကောလာဟာလာပယောဂတွေကြောင့်အပြစ်မရှိတဲ့ဧည့်သည်တယောက်ဒုက္ခရောက်မဲ့အရေးကိုတော့ဦးစင်းတို့ကာကွယ်ပေးရမှာပဲဝိုင်းအောင်ကြည့်နေသောချမ်းသာရာထုံကုံရက်ွက်ခံများနှင့်ပလိုင်းရက်ွက်ခံများထံမှလည်းထောက်ခံသောအတန်များထွက်လာသည်
ပေါက်ကျော်ကြီးကမေယိုကြီးများထောင်ထလာသည့်အထိအံကိုကြိတ်လိုက်ပြီးဟာဒီဖုန်းကြီးကတော့နားမလဲပါမလဲနဲ့သူရဲကောင်းလာလုံနေသေတော့မှာပဲဦးပစင်းလေးကပြုံးလိုက်ပြီးတင်းမိုင်ကြားတွင်ထိုးထားသောဓမြအောင်စက်ခနဲဆွဲထုတ်ကပေါက်ကျော်ကြီးခြေထောက်ရှိမြေပြင်သို့ပေါက်ထည့်လိုက်သည်ပေါက်ကျော်ကြီးကခြေတစ်ဖက်ကိုမြှောက်ပြီးနောက်သို့ခုန်ထွက်လိုက်၏ဓမြအောင်ကမြေကြီးတွင်တုတ်ခနဲဆိုင်ဝင်သွားသည်တားမြရင်လည်းအဲ့ဓမြအောင်ကြော်ပြီးတကားရှေ့တိုးခဲ့လေအေးရှေ့တိုးပြီးပြီဆိုရင်တော့တကားလက်ထဲကဓာတ်နဲ့ဦးစင်ကိုတစ်ချက်တည်းပိုင်းရမှာနော်အသေးကိုပိုင်းရမှာဦးစင်အခုတ်ခံရဲ့တကယ်လို့တကားခုတ်ချက်တစ်ချက်တည်းနဲ့ဦးပစင်းမသေးခဲ့ရင်တော့ပေါက်ကျော်ကြီးတွေ့ဝေသွားသည်ထိုအချိန်တွင်ပရိသတ်အုပ်ထဲသို့ချမ်းသာရကျောင်းတိုင်းစိန်တောင်အရှိကျောင်းတိုင်းစိန်တောင်အနောက်ကျောင်းတိုင်းမှရဟန်းပြူများလည်းရောက်ရှိလာပြီဖြစ်သည်ပေါက်ကျော်ကြီးသည်လူစုထဲမှအခြေအနေကိုမျိုးလုံးကစားလိုက်သည်သူတို့လူ10ယောက်ခန့်ကိုလူအုပ်ကြီးကဝိုင်းထားသည့်အခြေအနေဖြစ်နေပေပြီပလိတ်တွေလာပြီဟဲ့ကိုရောဘာဖြစ်သွားသေးလဲဗျာပလိုင်းရက်ကလူငယ်တယောက်လာသတင်းပုတ်ပို့ခြင်းပဲတပည့်တော်တို့လည်းအမြန်ထွက်လာတာဘာမှမဖြစ်ပါဘူးတကားဒီကောင်တွေလူအုပ်နဲ့ပဲသူများကိုလှုပ်ရတာပါတယောက်ချင်းဆိုတွေးနေကြတယ်ကိုရောလေးကယ်ပြီလို့သာပဲဒီကာလမှာဂလုံးတွေနေရတာကလိုက်မီးမွေးနေတာဗျာရန်ကုန်မှာလည်းအကုန်တည်ကုန်ကြပြီတော်သေးပါရဲ့ကိုရောတို့တာဝန်မထိန်ထုံးကုန်းတရက်လုံးမိတောက်ကုန်မှာတပည့်တော်တို့ဌာနလည်းအလုံးများရမယ်ရပါတယ်တကားကိုအရက်သူအရက်သားတွေမထိခိုက်အောင်ကူညီတာပဲတဲ့အပန်းမကြည့်ပါဘူးဗျာကဲဒီကဝိုင်းဆရာကြီးဦးတန်းခင်ဗျားစီရန်ကုန်ကဧည့်သည်ရောက်နေတယ်ဆိုလဲကျုပ်တို့ကကိုနည်းနည်းတော့အကြောင်းကြားလေဗျာခေတ်ကာလဆိုးနေချိန်လူဆိုးမှမသိလူကောင်းမှမသိခင်ဗျားတို့ကအဲ့လိုပေါ့တန်တန်လက်ခံတာတော့ဒီလိုမျိုးဖြစ်လာရင်ကျုပ်တို့ပလိတ်ဌာနလဲရှင်းပြရခက်တယ်ဗျတဲခက်တာပဲဟုတ်ပါတယ်ရာဇဝဲအောင်မင်းရဲ့ကျေးဇူးကြီးလာပါတယ်နို့မဟုတ်သူတို့ကကောင်လေးကိုထုံမပေးရင်အိမ်ဝင်မီးရှို့မယ်လုပ်နေတာဒီကဥပဇင်းလေးကျေးဇူးကိုလည်းတပည့်တော်မမေ့ပါဘူးဗျာကဲအိမ်ထဲကြွပြီးအခါရည်လေးတောက်ကြပါအောင်လားခင်ဗျာဦးသိန်းကလက်အုပ်ကလေးတစ်ချီချီဖြင့်ကျေးဇူးတင်နေရှာ၏ကျုပ်တို့အိမ်ထဲဝင်တော်ဦးတကားကြီးစီရောက်နေတဲ့ကလားလေးရဲ့ရာဇဝင်ကိုဒီကပလိတ်တွေကိုတေချာတာရှင်းပြထားပြီးတော့ကျောင်းမှာကိစ္စလေးတွေရှိနေသေးလို့ကြွလိုက်အောင်မယ်လွှာဝိုင်းဆရာကြီးဦးသိန်းနှင့်ပလိတ်များအိမ်တွင်းသို့လှည့်ဝင်သွားစဉ်ဥပစင်းပညာကအိမ်ဝိုင်းတွင်းမှခက်တွတ်လှမ်းထွက်လိုက်သည်ရှက်တော်မူပါအောင်ဥပစင်းလေးနောက်ဘက်မှလိုက်ပါလာသောအတန်တတာလေးကြောင့်ဥပစင်းကိုပညာတုံငနေဖြစ်သွားသည်လှည့်ကြည့်လိုက်သောအခါအစောပိုင်းကဦးသိန်းနောက်တွင်တုံတုံရီရီဖြင့်ရက်နေသောစတောက်ဖဖအသားညူညူဆူဆူမျက်နှာဝိုင်းလေးဘာကိစ္စရှိသေးလို့လဲတက္ကမဒီမှာဦးစင်းရဲ့ဓာကြီးမဟုတ်ပါဘူးတက္ကမရဲ့ဓမြောင်လေးပါပေးအပြူမာလေးလက်ထဲတွင်ဥပစင်းပညာ၏ဓမြောင်ညီကြီးတွင်စိုက်ခဲ့ပြီးပြန်နှုတ်ရန်မိခဲ့သည်ကောင်မလေးကဓမြောင်မဝင်မရဲကင်ပြီးထိုးပေးသည့်အခါတွင်ဥပစင်းကိုပညာရည်ကျင်သွား၏ဦးစင်းလေးဓမြောင်လှမ်းယူလိုက်ရင်ဒီကတကမတကားကြီးဦးတန်းနဲ့ပါတော်တာတော့ဦးတန်းရဲ့သမီးပါဖေ။ညကြည်လို့ခေါ်ပါတယ်။အော်အေးဦးစင်းကိုပညာဓမြောင်ကိုတင်းမိုင်ကြားထိုးကလက်ထွက်လိုက်စဉ်ဦးစင်းလေးဘာကြံခဲ့ပြီမလို့တကမဟုတ်ပါဘူးဖေ။မနေ့ပြန်ကစားပြီးတပည့်တော်မတော်အိမ်ကိုစွန်းစားကြွပါလို့ဦးစင်းကိုပညာကအင်းမလုံအဲမလုံရောင်ပေပေဖြင့်မမြကြီးကတော့အလောက်အုပ်ကလေးကြည်လျက်1938ခုနှစ်ဇူလိုင်လရွှေဘိုခရိုင်မြေတူးမြို့မှဦးရွှေဖီဆိုသူရေးသားသည့်မော်လဝီနှင့်ယောဂီစာအုပ်ကိုဒုတိယအကြိမ်ပြန်ထုတ်ရမှရန်ကုန်မြို့တွင်ဒုတိယကလားပမာအဓိကယုံကြည်ဖြစ်ပွားခဲ့သည်ရန်ကုန်မြို့တွင်လူပေါင်း1084ယောက်သေဆုံးခဲ့သောထိုအဓိကယုံသည်အထက်မြန်မာပြည်ရေနံချောင်းစကိုင်းတို့မှတဆင့်မန္တလေးသို့ကူးဆက်လာသည်ကလုံဦးစော၏ဒုတိယသတင်းစာကသွေးထိုးလှုံ့ဆော်ပေးခဲ့ပြီးကလုံဦးစော၏မျိုးချစ်ပါတီဝင်များဝရင်တုတ်တက်များကထိုအဓိကရုံးတွင်နောက်ကွယ်မှကြိုးကင်ပါဝင်နေခဲ့ကြသည်ရန်ကုန်မြို့တွင်ပြည်ပမှအခြေချလာသောအိန္ဒိယနယ်ဝင်များများပြားတော်လဲမန္တလေးကထိုးသို့မဟုတ်ကုန်းမောင်မင်းများလက်ထက်ကတည်းကပတိများအစ္စလာမ်ဘာသာဝင်များကမင်းမူရန်ကုန်းသည်များဖြင့်လောက်ကင်နေထိုင်ခဲ့သည့်ဖြစ်ရာမျိုးဆက်3-40ကျော်လာသဖြင့်ဒေသခံများနှင့်တသားတည်းဖြစ်နေကြသည်ထိုအခြေအနေတွင်ရန်ကုန်ကိုအခြေပြုလာသောအဓိကရုံးလှိုင်းကြီးကမန္တလေးသို့ရိုက်ခတ်လာတော့လဲစတိသဘောသာဖြစ်ပွားခဲ့သည်မန္တလေးရှိစတင်တိုက်ကြီးများမှရဟန်းတော်များနှင့်မြို့သူမြို့သားများကနိုင်ငံရေးပယောဂများပါဝင်သောထိုအဓိကရုံးရံမှတက်ညီလက်ညီကာကွယ်ပေးခဲ့ကြသည်ထို့သောကာကွယ်ပေးမှုများကြားထဲမှဩဂုတ်လ10ရက်နေ့မန္တလေးမြို့ချမ်းသာရထုံကုန်းရပ်ကွက်ရှိတစ်ဆက်ဝိုင်းဆရာကြီးဦးတန်း၏နေအိမ်ကိုစိန်မန်းပေါက်ကျော်၏ဦးဆောင်သည့်ဝရင်တုတ်အဖွဲ့များကဝိုင်းသည့်ပြဿနာဖြစ်ပွားခဲ့သည်ထိုပြဿနာတွင်နာမည်ကြီးသွားသည်ကစိန်တမြောင်ဖုန်ကြီးဟု၏စိန်မန်းရက်လူမိုက်ဝရင်တုတ်ဘူပေါက်ကျော်ကြီး၏ညက်ကြီးတောင်ကိုလက်ဖြင့်ပုတ်ချကကိုပြောက်သွားပြီးပေါက်ကျော်ကြီးနောက်ဘက်မှပြန်ပေါ်လာသည်စိန်တမြောင်နှင့်ပေါက်ကျော်၏နားမလည်သည့်ဘာသာစကားတွေပြောကြသည်စိန်တမြောင်ဖုန်ကြီး၏တမြောင်ကို
စိန်မန်းပေါက်ကျော်ကြီးမကြော်ဖြတ်ရဲစိန်နှမြောင်ဖုံးကြီးသည်ပေါက်ကျော်ကြီးကဓာဖြင့်ပြီးခုတ်သည်ပေါက်ကျော်ကြီးကမခုတ်ရဲထို့ကြောင့်စိန်နှမြောင်သည်ဓာပြီးတုပ်ပြီးရှိန်းစာရမောင်ပြီးကိုပြောက်သည်အစွန်းထက်သည့်ဟူသောစကားများကချမ်းသာရထုံကုန်းရဲမှတစ်ဆင့်ပလိုင်ကုန်းဒေဝပိုက်ကျုံမင်းတဲဤကင်းစိန်ပန်းအရက်များသို့ပြန့်နှံ့သွားသည်မကြမီဇသမားစာသမားများနေထိုင်ရာပလိုင်ကုန်းမှတစ်ဆင့်မန္တလေးမြို့အနှံ့အပြားစကိုင်းရွှေဘိုအထိတိုင်စိန်နှမြောင်ကိုရောဤတရင်ကအစင်စင်ပြန်ပွားသွားလေတော့သည်ထို့သို့စိန်နှမြောင်ဖုံးကြီးဟုတစိမ့်စိမ့်နာမည်ကြော်ကြားနေသည်ကိုချမ်းသာရထုံကုန်းကျောင်းတိုင်းမှဥပစင်းပညာကတော့မသိရှာဥပစင်းပညာမှာသူ့ဝေဒနာနှင့်တူမှုကျောင်းတွင်အောင်းနေလေသည်ဝေဒနာကအခြားမဟုတ်တစ်သားကျောင်းကြီးကျမ်းပြင်တွင်စိုက်ထားသောတမြောင်ကလေးကိုငေးကမြကြီးဟုပါဇက်ကတဖွားဖွားရုပ်ကဆုံးခံမကြွနိုင်စာဝါမလိုက်နိုင်တရားမထိုင်နိုင်သည့်အချစ်တီးဟုသောယောဂပေသည်ကျောင်းကျမ်းပြင်ကိုနင်းလိုက်လေတိုင်းတချူကြီးမိတန်မှာမြကြီးဟုအတန်ထွက်နေသဖြင့်ဥပစင်းမှာလမ်းမလျှောက်ရဲမြကြီးလက်ဖြင့်ကင်ခဲ့သောတမြောင်လေးကိုသာထိုင်လျက်ငေးနေရ၏တကယ်တော့လှောင်ဝိုင်းဆရာကြီးဦးတန်း၏အိမ်သို့စွန်းစားကြွပြီးမှယောဂပိုသေးလာခြင်းပင်ဦးတန်းနှင့်သမီးမကြီးတို့ကကိုရိုလေးဥပညာအတွက်ဝါဆိုတငန်းဟုဆိုကကျောင်းသို့လာကပ်လို့လိုက်ပြန်တော့လဲယောဂကျွမ်းသည့်အစဉ်ဖြစ်လာသည်ကျောင်းပြင်မာတွင်ရှိန်းစာရာပုံမောက်ကိုပြောက်ပြီးဒုတ်ပြီးဓာပြီးတည်ဟုသောစိတ်နှမြောင်ကိုရောသည်တာမဏေဘဝ9ဝါရဟန်းဘဝ10ဝါဆိုပြီးတကာလမြကြည်တဲ့ဟုသောကိလေသာလက်နက်လေးကိုတော့မပြီးနိုင်ရှာ9နှစ်9မိုးနီးပါရှမ်းပြည်နယ်ရောနယ်တခွင်သူလေ့လာလိုက်စားခဲ့သည့်တိုင်းရင်းစေးပညာတိုင်းပညာပင်စလက်အင်းအိုင်လက်ဖွဲ့ပညာများကလည်းမြကြည်ဟုသည့်စရောက်ဖဖမျက်နှာဝိုင်းလေးကိုသူ့စိတ်ကူးထဲမှပျောက်စေခြင်းကမတတ်နိုင်ခဲ့ဥပစင်းပညာသည်တပြင်းကိုနိုင်ချသည်လက်ငါးချောင်းချဲထားပြီးသူ့လက်ဆွဲတော်တမြောင်ကလေးကိုကင်ကလက်ချောင်းများကြားစိုက်လိုက်သည်အချိန်အတန်ကြာပြီးသည့်နောက်တန်းပေါ်တွင်လွှားထားသည့်သင်္ကန်းကိုစနစ်တကျယုံသည်ထို့နောက်ချမ်းသာရာဆရာတော်ကြီးဦးသူမနာရှိမနေမည်ကျောင်းမကြီးပေါ်သို့တက်ချသွားသည်ဆရာတော်ကြီးကပေစာတရွက်ကိုဖတ်ရင်ပလက်ကလထိုင်တွင်ထိုင်နေသည်ဥပစင်းပညာကဆရာတော်ကိုဦးကုန်းချလိုက်၏ဘာများထွေထူးလျှောက်ဆရာရှိလို့လဲကိုရောတပည့်တော်ဒီတဝါဆိုပြီးရင်လိုဝဲလဲကျင်လို့ဖေဟာကိုရောမပြောတော့ဘူးလားဥပစင်းလေးကတပင်းချလိုက်သည်အင်းလေကိုရိုင်းမပြောဘဲနေတော့ကိုရိုင်းအတွက်ရောသာသနာတော်အတွက်ရောဘာထူးမလဲကိုရောထွက်မယ်ဆိုလဲထွက်ပေါ့ဆရာတော်ကြီးကထိုးသွင်းမိန်ပြီးလက်ထဲမှာပေစာကိုသာဆက်ဖက်နေလေသည်ဥပစင်းပညာကဆရာတော်ကြီးကိုဦးကုန်းချပြီးခပ်ဖြည်းဖြည်းထထွက်သွား၏ဩဂုတ်လဆိုတော်ညာမိုးရနံ့တစ်စက်မှမပါသည့်နေဘူးတစ်ချက်ကကျောင်းပေါ်သို့ဖြတ်အတိုက်ဥပစင်းပညာ၏သင်္ကန်းအနားစာများကတိုက်သောလေနှင့်အတူတလှက်လှက်လှုပ်ခတ်ခါရွှေ့လျက်